compressor နဲ့ vocal chain တိုင်းမှာဘာလို့မပါမဖြစ်ထည့်ရတော့သိလားအဆိုတော်ကတချင်းတစ်ပုတ်လုံးအောင်လေ perfect ဖြစ်လောက်အောင်ပေါ့နော်အတန်အနေမြင့်အတက်ကြောင်ကို perfect ဖြစ်လောက်အောင်ဆိုနိုင်ဖို့ဆိုတာမလွယ်ဘူးတကယ် professional အဆိုတော်တွေတောင်မှတချင်းတစ်ပုတ်လုံးပေါ့နော် compressor မလိုတော့အောင်မဆိုနိုင်ဘူးတစ်ခါတလေကြတော့ပုံမှန်ထက်သူတို့ရဲ့အတန်နှိမ့်သွားတယ်တစ်ခါတလေကြတော့ပုံမှန်ထက်အတန်မြင့်လာတယ်အဆိုတော်ရဲ့အတန်တစ်ခုတည်းနားထောင်နေတော့ကကြတော့အဆိုတော်ကအတန်နှိမ့်သွားတာတွေမြင့်သွားတာတွေမတိတာဘူးအဲ့မဲ့ mixing ဆွဲလို့ drum တွေ guitar တွေ piano တွေပါလာကကြတော့ mixing ဆွဲကကြတော့ vocal ရဲ့အတန်နှိမ့်မြန်ပို့ပြီးတော့မှတိတာတယ်ဘလို့ပုံစံမျိုးဆိုတော့ vocal ကအတန်နှိမ့်သွားရင်ကြတော့ drum တွေ piano တွေ guitar တွေက vocal အတန်ကိုလွှမ်းပြီးတော့မှတချို့အစားသားတွေကြကောင်းကောင်းမကြတော့ရှင်းရှင်းလင်းလင်းမကြတော့ဘူးเนาะတကယ်လို့အတန်မြင့်သွားရင်ကြတော့ဘလို့ဖြစ်လာပြန်တာတော့ဆိုတော့ vocal ရဲ့အတန်အဆိုတော်ရဲ့အတန်ကြီးကပဲကျဲပြီးတော့မှတခြားအတန်တွေကနောက်မှဟိုဘယ်လိုပြောမလဲစီးစီးကက်ကက်မရှိတော့ဘူးဗျာအဲ့လိုပြဿနာတွေမဖြစ်အောင်လို့ compressor ကိုသုံးရတာပေါ့နော်ပြောရရင် dynamic range တွေကိုထိန်းချုပ်တာပေါ့ compressor